ကဘာပေါ်မှာတိရစ္ဆာန်တွေရဲ့လိင်ဆိုင်ရာဖွဲ့စည်းပုံတွေဟာလူသားတွေထက်တောင်မှပိုရှုပ်ထွေးပါတယ်။ငှက်တွေနဲ့ကြက်တွေမှာလိင်နဲ့မရှိဘူးဆိုတာကိုသင်စဉ်းစားမိပါသလား။ဟုတ်ပါတယ်။ကဘာပေါ်မှာရှိတဲ့ငှက်တွေရဲ့68%ကလိင်နဲ့မပါရှိပါဘူး။ငှက်ကလေးအုပ်နဲ့အီမူးလိုငှက်ကြီးတွေမှာသာလိင်နဲ့ပါရှိပါတယ်။ဒါပေမဲ့ဘဲတွေကတော့ငှက်တွေလိုမဟုတ်ပါဘူး။ဘယ်လိုမဟုတ်တာလဲဆိုတာကိုတော့ကျွန်တော်နောက်မှရှင်းပြပေးပါမယ်။ဒါကတော့အာဂျင်တီးနားဘဲပါသူခန္ဓာကိုယ်ထဲပို့ပြီးလူတွေကိုထိတ်လန့်စေတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့လိန်နံပါဘာလို့လဲဆိုတော့လူကြီးမင်းတို့ထက်ပိုရှည်နေလို့ပါခုအာဂျင်တီးနားဘဲထီးတွေရဲ့လိန်ချုပ်တော်ပုံဘဲမတွေရဲ့မာယာလှည့်ကွက်တွေကိုနောက်မှချင်းပြပေးထားပါတယ်ဒါကတော့ရေပြင်ပေါ်မှာပျော်ပါနေတဲ့အာဂျင်တီးနားဘဲဟုတ်တအုပ်ပါတကောင်နဲ့တကောင်ရှိရှိခင်ခင်နဲ့အေးအေးဆေးဆေးပါပဲ公文嘛，喏，没有收到电话，没有按收对面没收，没有收对面没收了，要。ဒါကြောင့်ဒီအချိန်ကဘဲမတွေရဲ့ prime time မှာဒါပေမဲ့မိတ်လက်ရာတွေရောက်လာတဲ့အချိန်မှာတော့ဘဲမတွေအတွက်အမှောင်ကျလာပါပြီဒီရာဒီမှာဘဲကြီးတွေရဲ့လိန်တန်းဟာတိတိတတ်တာကိုရှေ့လာတာပါဘလောက်ရှေ့လာတာလဲဆိုတော့ဒီရာဒီမှာဘဲကြီးတွေက2လက်မကနေ7လက်မလောက်ထိကိုရှေ့လာပါတယ်ကဲခုကမိတ်လက်ရာဒီဆိုတော့ဘဲကြီးတွေကအမတွေကိုစတင်ဆွဲဆောင်ပါတော့တယ်အောင်ရဲချင်ရဲလို့ရတယ်ဘာလုပ်ဖို့လဲဆိုတော့ဒီလိုလုပ်ဖို့ပါပထမဆုံးဘက်ထရီတွေကသူတို့ရဲ့အမွေးရတောင်ဒါမှမဟုတ် body နဲ့ဆွဲဆောင်ပါတယ်ဒါမှမရရင်တော့အတန်နဲ့ဆက်လက်ဆွဲဆောင်လိုက်ပါတယ်ဒါကိုဘယ်မှတွေကကြိုက်တယ်ဆိုရင်တော့ဒီလိုရပါပြီဘယ်မှတွေကညင်လိုက်တယ်ဆိုရင်တော့ဒီဇလန်းကပုံမှောင်မိုက်သွားမှာပါငါမင်းကိုချစ်နေရကြတယ်ငါ့ကိုအပြေလေးတစ်ခုတော့ပေးရအောင်ကျမရှိကိုမချစ်တယ်လို့ပြောနေဘယ်ထီကလည်းမြင်းခံလိုက်ရတာကြောင့်ရန်လိုပြီးပိုရက်ဆက်လာပါတော့တယ်တောင်စစ်တွေရတဲ့ဘယ်လိုရက်ဆက်တာလဲဆိုတော့ဘယ်ထီကအမားပေါ်တက်ပြီးတော့လေဘင်းနဲ့ခေါင်းကိုကိုက်ပြီးဒီလိုလှုပ်ပါတယ်ဒါကြောင့်မြင်းလိုက်မိတဲ့ဘဲမလေးလဲဆွဆွဲကြဲကြဲသွားမှာပါဒီလိုတအားသီးတဲ့ဘဲကြီးတွေရန်ကနေကာကွယ်ဖို့ဘဲမတွေမှာရှုပ်ထွေးတဲ့အင်္ဂါပါရှိပါတယ်ဘလို့ရှုပ်ထွေးတာလဲဆိုတော့ဒီလိုပါဘဲမတွေကသူတို့မကြိုက်တဲ့ဘဲထီးတွေဆိုလမ်းလွဲထားလို့ရပါတယ်ဒါတင်မကလေးပါဘူးသူတို့မကြိုက်တဲ့ဘဲထီးတွေရဲ့ဒီလိုခံရရင်လည်းကိစ္စမရှိပါဘူးဘာလို့လဲဆိုတော့ဘဲမတွေကဆက်စစ်ပြန်ဆွတ်ထုတ်နိုင်လို့ပါဒါကဘာနဲ့တူလဲဆိုတော့လူကြီးမင်းရဲ့ခရက်ကလူကြီးမင်းကိုဘလော့လိုက်တာနဲ့တူပါတယ်ဘဲမတွေလည်းဒီလိုဘလော့လို့ရတဲ့စနစ်ပါရှိပါတယ်ဒါကတော့မေးလျာဒီပြီးသွားတဲ့အချိန်မှာတရားဒီလုံးတအားတီးခဲ့တဲ့ဘဲကြီးတွေရဲ့လိန်တန်းဟာလည်းမူလအရွယ်အစားနှစ်လက်မဘဝကိုပြန်ရောက်သွားပါတော့တယ်ဒီရှင်ကစပြီးဘဲမတွေလည်းစိတ်အေးလက်အေးနေနိုင်ပါပြီဒါပေမဲ့နောက်ထပ်မေးလျာဒီရောက်လာရင်တော့ဘဲမတွေဟာရှေ့မှာပြောခဲ့တဲ့လိုမျိုးတအားတီးခံရအောင်ပါဒါကတော့လူကြီးမင်းတို့မတည်သေးတဲ့အာဂျင်တီးနားဘဲတွေရဲ့လိန်ချုပ်တော်ပုံပါနောက်ထပ်ဘယ်တလိမ့်ဆန်အကြောင်းကိုသိချင်လဲ comment မှာရေးထားခဲ့လို့ရပါတယ်